ဒါကြီးကိုပဲယူတော့မယ်အချင်းနဲ့ချင်းဆိုမှအချင်းဒါလည်းမကျောင်းသားလားသမီးဟာလေဒီမှာအချင်းနေရှိရလေအချင်းနေနဲ့တချင်းဆိုဖို့လာ ဟိုသမီးကတချင်းဆိုရမှာမဟုတ်ဘူးကျောင်းသားမဲ့ရွယ်လေ ကောင်းနေသမီးကောင်းနေကောင်းနေကြိုက်တယ် လမ်းမှာစေးတိုက်ရှိရကုန်မယ်လေဂျာကြီးကဒီမှာကလေးတော့ကောင် သမီးမညာလေတစ်တော်ထဲမှာမြင်လေ KTV ကိုပဲလာကြ KTV ကိုအောင်းမေနေတာအစင်းတို့အောင်းမေနေလို့လာနေလို့သမီး ဟိုသမီးကဟိုကျောင်းတန်းမဲ့ရွယ်ဆိုကျောင်းမှာ KTV ကကလေးလာလို့မရ အစင်းနေရှိပဲသွားနေတာဒါကြီးပဲပြောတာဆိုအစင်းနေရှိရဲ့ဆို အစင်းကလူကြီးတွေအတွက်သမီးတော်ပါ သမီးတချင်းနေတော့မှာတချင်းတော့မှာအစင်း သမီး နေ ကကျောင်းသွားရမှာလေ သွားမသွားသမီးသွား ဟိုစာသင်ရမှာပညာတတ်မှဖြစ်မှာပညာတတ်ကြီးဖြစ်မှာရမှာလေ ရသမီးအစင်းနေနဲ့တချင်းဆိုလိုက်တက်တာဝါမှာ မဟုတ်သမီးအစင်းတွေကသမီးတို့တော့မဟုတ်အသက်ပြည့်ပြီးသားလူတွေအတွက်လေ ရကျောင်းလိုက်ဖို့ပဲကျောင်းတက်ရမှာဒီကမှာကျောင်းကနီးနီးလေးဒီနားမှာ ကျောင်းတက်ဘူးအစင်းနေပဲတချင်းဆိုလာပြီ ခေါင်းဝင်သွားလဲဂျာကြီးဆေးဝယ်တိုက်မယ် ရဒါကြီးဟိုအစင်းနေပဲခေါ်ပြီးအစင်းနေခေါ်ပြီးတက်တာရဲ့ ဟိုဘောလေအစင်းကသမီးတို့မဟုတ်ကလေးတွေအတွက်မဟုတ်လူကြီးတွေအတွက် အစင်းနေပဲခေါ်ပေးပါအစင်းနေခေါ်ပေး သမီးကကျောင်းစာသင်ရမယ့်ရွယ်ပညာတတ်ကြီးဖြစ်အောင်လို့ ဒီနာမတက်နေပဲအစင်းနေတချင်းဆိုရတယ်သမီးကောင်းနေမူလားကောင်း ခေါင်းမူလာသမီးကဆေးတိုက်မယ်လေဂျာကြီးဆေးတိုက်မယ် တောက်ချင်သမီးကအစင်းလေးနဲ့တချင်းဆိုရင်တက်တာ အစင်းကလေးပါလေသမီးတို့အတွက်မဟုတ်အသက် ရ ပြည့်ပြီးသားလူတွေအတွက် သမီးအစင်းနဲ့တချင်းဆိုအစင်း သမီးကကျောင်းသွားရအောင်သမီးကျောင်းသွား တချင်းဆိုမှာ ကျောင်းသွားရအောင်လို့သမီးကျောင်းသွားရအောင် မသွားသေးဘူးမသွားသေးဘူးသမီးမသွားသေးဘူး သမီးကျောင်းသွားရအောင်သမီးမိလည်းလည်းစိတ်ကူနေလိုက်မယ် ငါဒီတက်တယ်မလေးဒါကြီးပဲပြောတော့အစင်းနေပေါ်တယ်ဆို အစင်းကသမီးတို့အတွက်မဟုတ်တာအသက်ပြည့်ပြီးသားလူတွေအတွက်သမီးကကျောင်းတက်ရမယ့်ရွယ် KTV အောင်မလိုက်ဘူးအစင်းလေး KTV အောင်မရလားသမီးက KTV အောင်မရလားအဲ့လိုပါလေကျောင်းနဲ့ ပေါ့အစင်းနေမရရင်ဒါကြီးကိုပဲယူတော့မယ်